Sport Panorama ပြည်သက်ကြီးမင်္ဂလာပါကျွန်တော်တို့မနေ့ကညကရှင်ပြိုင်ကစားခဲ့တဲ့ Chelsea နဲ့ Newcastle အသင်းတို့ရဲ့ပွဲစဉ်ပြီးမှာ Chelsea အသင်းရဲ့ဒါချန်ပီယံလိဝင်ခွင့်အလားအလာလေးကိုသုံးသပ်တင်ဆက်ပေးကြပါမယ်အဲဒီပွဲစဉ်မှာတော့ Chelsea အသင်းဒါပိုထလူစင်းမှာချန်ပီယံလိပွဲစဉ်ကလူစင်းအားလုံးနီးပါးပေါ့နော်ကိုသမား Sanchez ပါလာတယ်ဒီကွင်းလေအထိုင်ကလည်း Reece James ရဲ့ Caicedo ရဲ့ Enzo Fernandez တောင်မန်တိုက်စစ်တွေမှာတော့ကာနာချိုနဲ့ကိုပါမာပေါ့နော်ထောင်တိုက်စစ်ဒီဂျောင်ပက်ထရိုနဲ့ထွက်လာတယ်နောက်ချမ်းမှာလည်းနောက်တန်းမှာလည်းဒီကူကူရဲလာကူစတိုဖိုဖာနာနဲ့ချာလိုဘာတို့အတွဲပါလာတာပေါ့နော်ဆိုတော့ပထမပိုင်းတိတ်မကြဘူးပွဲစပြီးတိတ်မကြခင်မှာပဲတမန်တက်စစ်ကနေတစ်ဆင့်နျူကာဆယ်ကဥဆောင်ဝေးရသွားတယ်နျူကာဆယ်ကလည်းချန်ပီယံလိဝင်ရောက်ကစားနေတဲ့အသင်း PP ယုံကြည်မှုရှိနဲ့ Chelsea ကိုအကောင်းဆုံးတုံ့ပြန်သွားတယ်ဆိုတော့ပထမကျော် Chelsea အဝေးပွဲမှာ2-2နဲ့ကစားနိုင်ခဲ့ပေမဲ့လည်းဒီပွဲစဉ်မှာတော့ 1-0 နဲ့ရှုံးသွားတယ်အဲ့တော့ကိုကတော့ဒါဒီတောင်မတက်စစ်ပေါ့နော်တောင်မတက်စစ်ကစားသမားကော်တော်မဲ့သွင်းသွားတယ်အဲ့တော့ဒီပွဲစဉ်မှာတော့ကော်တော်နဲ့ Walter Mitty ကတိုက်စစ်အတွဲနောက်ချန်နဲ့အထောင်တိုက်စစ်အနေနဲ့ကစားသွားတယ်တောင်မတစ်ဖက်မှာတော့ Murphy နဲ့ Harvey Barnes ကွင်းလယ်မှာတော့ Willock နဲ့ Ramsey နောက်ထပ်မှာတော့ Livramento Daniel Barnes Sportman နဲ့ဟိုပါပေါ့နော် Rico Lewis Hall တို့ကစားသွားတယ်အဲ့တော့နောက်ကိုသမား Ramsey လို့ပေါ့နော်ဆိုတော့ဒီတင်းကြီးတွေနဲ့ကစားတာကိုတင်းကြီးကိုအကောင်းဆုံးဒုက္ခပေးတတ်တဲ့ Chelsea ကတော့ဒါခုနပြောသူတရားဒီမှာလဲသူတို့ Man City ကိုအိမ်ဝဲမှာနိုင်ခဲ့တယ်ဝဲဝဲမှာရှုံးမယ်လေကတ်ရှုံးတာပေါ့နော် Premier League မှာArsenal ကိုလည်းအိမ်ဝဲမှာကတ်ရှုံးတယ်နောက်ပြီးတော့ဒီလီဗာပူးတို့ဘာလို့ဆိုရင်လဲ 3-2 နဲ့ဒါ10ရောက်ကျန်တဲ့တော့နှလုံးပြန်သွင်းနိုင်တဲ့အနေအထားမျိုးပေါ့နော် Chelsea ကိုလည်းပထမကျော် 2-2 နဲ့ကစားတော့ဒါကျန်တဲ့ပွဲစဉ်တွေကိုရှုံးပေမဲ့လည်းဒီအသင်းကြီးတွေကိုတော့တော်တော်လေးကောင်းဆုံးတုံ့ပြန်ကစားနိုင်တယ်မန်ယူလည်း 1-0 နဲ့ပဲအဝေးပွဲမှာကတ်ရှုံးတယ်အိမ်ပွဲမှာ 1-0 နဲ့ပြန်နိုင်တယ်ဆိုတော့အသင်းကြီးနဲ့ပွဲကစားတဲ့နေရာမှာနျူကာဆယ်ကတော်တော်လေးထူးချွန်တဲ့နော်ကစားသမားတွေပါတယ်ဒါတော့မှကွင်းလက်ကဒါတိုနာလီတို့ဂျော်လန်တို့ပွဲထွက်စီမံမပါဘူးRoger Maris လည်းတန်ရတယ်ပေါ့နော်ဆိုတော့ Chelsea ကတော့ခုနတန်ရကစားသမားတွေနဲ့ Estiba ကိုနဲ့တူပွဲပဲရှိတယ် Gittins တန်ရပြဿနာရှိတယ်မပါနိုင်မဲ့ကျန်တဲ့ကစားသမားအစုံလင်ပဲပါလာပါတယ်အဲ့တော့ဒီပွဲစဉ်မှာတော့ Chelsea တင်ဒုတိယပိုင်းမှာလည်းလူစားဝင်မှုတွေခုနDelap တို့လိုကစားသမားတွေHato တို့လိုကစားသမားတွေဝင်လာတယ်ဆိုပေမဲ့လည်းချီပါကူမရတော့ဘူးပေါ့နော်ဆိုတော့လာဗီယာလည်းဝင်ကစားတယ်ဆိုတော့ဒီပြ Rosania နေတဲ့နောက်ဆုံးကစားတဲ့ပွဲစဉ်အိမ်ဝင်3ပွဲစလုံး3ပွဲစတိုက်အိမ်ဝင်3ပွဲစတိုက်နိုင်ပွဲပြောက်ခဲ့တယ်အဲ့တော့တန်တဲ့2သင်းဖြစ်တဲ့ Burnley နဲ့ Leeds ကိုမနိုင်ဘူးအခု Chelsea ကိုလည်းရှုံးတယ်ပေါ့နော်ဆိုတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ဝေးဝေးနေမှာတော့သိမဆိုးဘူး Arsenal ကို2-1နဲ့ကတ်ရှုံးပေမဲ့လည်းခြေစွမ်းတာတယ်နောက်ပွဲစဉ်မှာ Villa ကို4-1နဲ့နိုင်တယ်အဲ့ကြားထဲမှာလည်းအဝေးပွဲမှာ West Ham ကို Championship က West Ham ကို2-2နဲ့ချိန်မှုစက္ကန့်ပြီးတော့မှနှစ်ကူသွင်းပြီးတော့4-2နဲ့နိုင်တယ်ဝေးပွဲမှာ PSG ကိုတော့ 5-2 နဲ့ရှုံးတယ်ပေါ့နော်ဆိုတော့ဒီနောက်ပိုင်းမှာတော့ Chelsea ရလက်ဒီနည်းလေးဆိုးလာတွေ့ရတယ်အခုလာမဲ့အင်္ဂါဗုဒ္ဓမှာလည်း PSG ကိုအိမ်ဝဲမှာ 3-0 ahead 3-0 နောက်ကနေလိုက်ကန်ရမယ့်အနေထားမှာလည်းထွက်ဖို့တော့များသွားပြီအဲ့တော့လက်ရှိမှာတော့သူတို့ဒီနေ့ညလီဗာပူးနိုင်ပြီဆိုတာနဲ့အဆင့်6နေရာကိုရောက်သွားမယ်အဲ့တော့နောက်ပွဲစဉ်တွေကလည်းသူတို့အသင်းကြီးတွေကြံသေးတယ်မန်ယူနဲ့ကြံတဲ့လီဗာပူးနဲ့ကြံတဲ့မန်စီးတီးနဲ့ကြံတဲ့အသင်းကြီး3သင်းစလုံးနဲ့သူကြံသေးတယ်ပေါ့နော်ဆိုတော့ကျန်တဲ့အသင်းတွေကလည်းသူ့ချင်းချောင်းမနေထားမှာ Rosania ရဲ့ Chelsea အနေနဲ့ကတော့ Premier League မှာအဆင့်4ဝင်ဖို့တော်တော်လေးခက်ခဲသွားပြီ FA Plus မှာလည်း Portugal နဲ့တွေ့တဲ့အတွက်ကြောင့်မို့ Quarter Final တော့တက်မယ် Quarter Final မှာတော့အသင်းကြီးတွေနဲ့ထပ်ဆုံတွေ့နိုင်တယ် EFL Plus လည်းထွက်ခဲ့ရပြီအဲ့တော့ဒီရာသီက Chelsea အတွက်ဒါအကောင်းမွန်တဲ့အဆုံးသက်တွေရှိပါမလားနော်ပန်ဝယ်မှာတော်တော်လေးတော့လက်ကျန်10ပွဲကြံဖို့ကစားဖို့ကြံတဲ့အချိန်မှာလည်းဒီ3သင်းအပြင်ကိုနောက်ထပ်5ပွဲကလည်းဟိုတန်တက်တွေအလဲလဲသင်းတွေကလည်းအကုန်းတအား fight နေတဲ့ခါကျတော့ခက်ခဲမဲ့အနေအထားမျိုးရှိပါတယ်ဆိုတော့ဒီဗျူဟာကိုပြောင်းမလားကစားသမားတွေကိုဘယ်လိုပြောင်းလဲလုပ်မလဲဆိုတဲ့အနေအထားကို Chelsea ဒီပြလီယန်ရိုဇာနီယာအနေနဲ့ဒါအကောင်းဆုံးဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်သူတို့ပြင်အိမ်ဝဲအားနဲ့ချက်ကိုတော့နောက်ပွဲတွေမှာဘယ်လိုပြင်ဆင်မလဲဆိုတော့ကို Chelsea အသင်းပြင်ဆင်မှုလိုတဲ့အကြောင်းကိုသုံးသပ်တင်ဆက်လိုက်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်